ကြီးရွာတွေကမှအဖိုးကိုတယောက်နဲ့သူ့သား၃ယောက်နေထိုင်ကြတဲ့။အဲ့ဒီသား၃ယောက်ဟာတယောက်နဲ့တယောက်အမြဲတမ်းအငင်းခုန်ဖြစ်နေကြပြီးအချင်းချင်းမညွတ်ကြဘူးတဲ့ကွယ်။ဒါကြောင့်အဖိုးဟာသူ့သား၃ယောက်အတွက်အမြဲတမ်းလိုစိတ်ပူနေရတဲ့။ဒီနေ့အဖိုးကသား၃ယောက်ကိုခေါ်ပြီးထင်းတစ်စီးလုံးပေးကတယောက်ပြီးတယောက်အစည်းလိုက်ချိုးခိုင်းတဲ့ထိုအခါတွင်သားတွေဟာကြိုးကြိုးဆဆအားထုတ်ပြီးထင်းစီကိုချိုးကြတော့လေထင်းစီကမချိုးနိုင်ဘူးဖြစ်နေတဲ့ကွယ်ထပ်ပြီးအဖိုးကထင်းစီကိုဖြေကတယောက်တစ်ချောင်းစီချိုးခိုင်းပြန်တဲ့ကွယ်သား၃ယောက်လုံးဟာလည်းအလွယ်တကူချိုးနိုင်သွားကြတယ်ဒီတော့အဖိုးကသားတို့ထင်းစီကိုအစည်းလိုက်ချိုးရင်မချိုးနိုင်ဘူးတစ်ချောင်းချင်းစီချိုးတော့ချိုးနိုင်တယ်ဒါကြောင့်သားတို့လည်းထင်းစီလိုစီစီလုံးလုံးနဲ့အမြဲတမ်းညညညွတ်ညွတ်နေကြကွယ်လို့ဆုံးမတဲ့သားတွေကလည်းဟုတ်ကဲ့ပါဖေလို့ပြန်ပြောလိုက်တဲ့ကွယ်ကဲဒီပုံမြင်လေးထဲမှာတော့စီးလုံးညီညွတ်မှုရှိရင်အင်အားကြီးမားတယ်စိတ်ဝမ်းကွဲပြားရင်အလွယ်တကူပျက်စီးနိုင်တယ်မိသားစုအတွင်းမှာလည်းအပြန်လဲကူညီပြီးစီးလုံးညီညွတ်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုဒီပုံမြင်လေးကနေတစ်ဆင့်ကလေးတို့သိရှိနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်Children's story Myanmar